ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏမြတ်သုံးပါးဆရာသမားတို့အားယုတိမြတ်တို့လက်ဆုံးမိုး၍ရှိခိုးပူဇော်ဘုံမြောင်မှန်လျှော့ကြောရသောအင်းဇလီပနာမကာရဝမင်္ဂလာမဟာကုသိုလ်သောစေရနာတို့ကြောင့်တရားသံဃာယရဏမြတ်သုံးပါးတို့ပေါ်၌ပြင်းမမိသောကာယကံဝစီကံမနောကံဖြစ်ကြည်ဖြစ်ငယ်တို့သည်ကင်းပါယုတ်သိမ့်ချုပ်ငြိမ့်ကြကုန်သည်ဖြစ်၍နေထာဗေဒံယမံကတိမကောင်းမှုမှန်သမျှကင်းပါချုပ်ငြိမ့်ကြကုန်သည်ဖြစ်၍အလိုရှိအတောင့်တအမြတ်တို့အပန်စင်အပ်သောဒုက္ခကတိငြိမ့်အေးရမှန်မြတ်နိဗ္ဗာန်ကိုချမ်းသာသောကိုကျင့်တရားလင်းမြန်သောအသိဉာဏ်တို့ဖြင့်လွယ်ကူစွာမျက်မှောက်ပြုလွယ်နိုင်ကြသည်ကိုရှိစေနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ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 ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတိသရဏဂမနံပရိဘုံနံအာဂတိဝရှင်ယအာနိဘာဒဝေရမိနေကဗံသမာရိယာမိအာတိနာဒါနာဝေရမိနေကဗံသမာရိယာမိအာမြမသရိယဝေရမိနေကဗံသမာရိယာမိ
နှလုံးပြောပြောင်းသူတော်ကောင်းတို့ဒုံမေကိုပါသည်လ၌တိကြသဖြင့်သီလဝန္တာဖြစ်ကြကုန်သောသင်္တကာရကမအပေါင်းသူတော်ကောင်းတို့သည်ပမာရောမိလျောပောစာခြင်းသည်ဆင်းရဲခြင်းအကြောင်းအပမာရောသမမိမလျောမပေါ့မစာခြင်းသည်သာချမ်းသာခြင်းအကြောင်းဟူ၍ယထာဘုဒ္ဓံဟုတ်တိုင်းမှန်စွာဝိဇ္ဇာနိတဝဉာဏ်ဖြင့်သိမြင်၍အပမာဒေနာမမိမလျောမပေါ့မစာအပမာဒခေါ်ညာတတိတရားဖြင့်သံပါတိထကိုစီကိုငှမလိုရအောင်ပြည့်စုံနိုင်ကြပါစေကုန်သတည်းမနေ့ကသင်္ကြန်အကျိုးတရားအနေနဲ့ကူးပြောင်းခြင်းရဲ့အကျိုးဆိုပြီးတော့ဥပရိပါဏာတပါဠိတော်လားဝိပင်ကဝက်ဓာတုဝိပင်ကသုတ်တံဖြစ်ပေါ်လာခြင်းရဲ့အကြောင်းရင်းလေးကိုဆက်လက်ပြီးတော့ဟောကြားပေးသွားဖို့ရည်ရွယ်ချက်ထားပါတယ်ယနေ့ယောဂီနွယ်ဝင်သူတော်စင်တွေအားလုံးလည်းပဲသီလတွေဆောက်တည်သလိုတရားကုံတော်တရားကုံတော်တန်ခါကုံတော်တွေကိုအထွတ်အမြတ်ထားပြီးတော့ရေးသားနေတဲ့ဗိမိတာရရှင်မင်းကြီးလည်းပဲသီလတွေဆောက်တည်ဘုံ9ဆင့်မြင့်နဲ့နန်းပြတ်တဲ့ရဲ့အပေါ်ကနေပြီးတော့လေးသားတွေငိုဖွင့်အောက်ခြေတကားကအဆင့်ကနေပြီးဘယ်သူမှမဝင်ရဆိုပြီးတယောက်တည်းပဲတိတ်ဆိတ်ငြိမ်သက်မှုတွေကိုအရယူလိုက်တယ်တိတ်ဆိတ်ငြိမ်သက်မှုရှိခြင်းဟာတမာတိတရားကိုတိုးပွားစေနိုင်တယ်ဒါကြောင့်မို့လို့တယောက်ရဲ့တမာတိကိုတယောက်ကတိုးတက်စေခြင်းနဲ့ကြီးပွားစေခြင်းနဲ့မေတ္တာတရားတွေထားတယ်ဆိုရင်တိတ်ဆိတ်မှုဖြင့်ကုသိုလ်ယူတတ်ကြရတယ်ဗိမိတာရရှင်မင်းကြီးဘုံ9ဆင့်မြင့်နေတဲ့နန်းပြတ်တရဲ့အထက်ကိုဘယ်မောင်းမှမိတ်တံအချွေရန်အသင်းပင်မှမတက်ကြဘူးဘာကြောင့်လဲတိတ်ဆိတ်မှုနဲ့ကုသိုလ်ယူကြတယ်ဗိမိတာရရှင်မင်းကြီးအနေနဲ့မထူမပါပြုပြင်ပြီးတော့ထားတဲ့အလျား4000ခန့်ရှိတဲ့ရွှေပေလွာပရဝိုက်မှာဟင်းပြရာနဲ့အင်မတန်မှလှပတဲ့စာသားလေးတွေကိုရေးသားပြီးတော့တရားဂုဏ်တော်တွေကိုရေးသားလို့တော့ပြီးသွားပြီသံဃာတော်တွေရဲ့ဂုဏ်တော်အနေနဲ့သံဃာတော်တွေရဲ့သီလကျင့်စဉ်သမာဓိကျင့်စဉ်ပညာကျင့်စဉ်တွေကိုသူမြင်နိုင်သမျှအယူအဆတွေနဲ့ချက်တွင်ပြီးတော့ရေးသားတင်ပြပေးုံမျှမကပဲနဲ့ယဟန်သံဃာတွေအရဟတပူပေါက်ကျင့်ဉာဏ်ကျိုးကုန်ပွားများအထုတ်တဲ့ကမ္မထံဒေသနာအနေနဲ့အာနာပါနာကမ္မထံကိုလည်းပဲစီးဖြန့်မှုအပြည့်အစုံထည့်ပြီးတော့ရေးပေးလိုက်တယ်အာနာပါနာကမ္မထံကိုအပြည့်အစုံရေးသားပြီးတဲ့အောက်ခြေမှာတော့ယေပုဂ္ဂလာထသတံပတ္တတသတ္တာရိယုဂာနိဟွန်တိဒေဒက္ခိနေယသုကတတသာဝကဣတိသုဒိဏာနိမဟာဖလာနိဣရံပိသံဃေယရဏံပဏိတံဣတိနသစ္စေနသုဝတိဟောတုသတံပါရမီယင်ကျူတံပါထုသည်ကျေစုကုန်ကြည်မှာဘုရားအစရှိသောသူတော်စင်ပုဂ္ဂိုလ်များတို့သည်ပတ္တထာလွန်စွာထထချီးမွမ်းတော်မူအပ်ကုန်သောယေပုဂ္ဂလာအကျင့်ပုထုဇဉ်အနွယ်ကင်းကွယ်ကုန်ပြအရိယာပုဂ္ဂိုလ်မြတ်တို့သည်အတ္တရှိရောက်တို့သည်ဟွန်သည်ဖြစ်ကြလေကုန်၏ဧတာနိထိုပုထုဇဉ်အနွယ်ကင်းကွယ်ကုန်ပြအရိယာပုဂ္ဂိုလ်မြတ်တို့သည်သတ္တာရိယုဂာနိမက္ကိုနေယသတ္တောအားဖြင့်အစုံလေးပါတို့သည်ဟွန်သည်ဖြစ်ကြလေကုန်၏သုကတတသုံးမုံကျော်ဟိဖယားရှင်ကိုရောမြတ်ကြီး၏သာဝကတပြည့်ရင်အစေသာဝကဖြစ်ကြကုန်သောဒီပုဂ္ဂလာထိုပုထုဇဉ်အနွယ်ကင်းကွယ်ကုန်ပြအရိယာပုဂ္ဂိုလ်မြတ်တို့သည်ဒက္ခိနိယကံနှင့်အကျိုးဤကိုမျှော်တန်အလှကောင်းအလှမှန်ဟုသမျှတို့ကိုဆိုယူပိုင်သာခံယူတော်မူထိုက်ကြပါပေကုန်၏ဧတေတုထိုရိယာပုဂ္ဂိုလ်တို့၌ဒိဏာနိပေလူသမျှအလှဒါနာကောင်းမှုကုသိုလ်မှန်မြတ်တို့သည်မဟာဖလာနိကြီးကျယ်ပွင့်ပြိုမြတ်မြတ်သောအကျိုးရှိကြပါပေကုန်၏သံဃေအရိယသံဃာတော်မြတ်၌
Irambi Yaranam, Imiano Waya Yarana, Pietida Boy, John Nitapwe, Gono Boundile, Panidam, Tumian Lavavi, Edina Disa Wesena, Wasimingala, Idisa Zagajam, Doma Gam, Diana Breda Bound, Tenduro Gondo A, Tuoti, Bayan Gongin, Chanda Imia Gindi, Hodu Mocha Madwe, Yaba, Sigondadi. Nyaswa Bia the King, Yinipicha, Dala Yaranari, a safe Hijare, Ariano Win, Turos in the Pion, Jinya, Joko, Kwamia, Ato Jare, Pogori. Dining and Ego Sono, Bido, Shinya, Pico, Kubian Yare, Pogori, Le Shijare. Asian Boa Rego Sono Bido, the Teji Boa go Sono Bido. Tadana Ringo, when out Lajare, Pogori Le, Shijare, Dajamolo, Swido, and in a leve. Didea Ditanari go Nayum Madajin and Jugo, Wamia Atoji. The Radiari do Bolos, one name Mesoye, Shinya, a Pico, Kubian Zijimare. A Totego, Mindin, Bido, Deon and Dea, Abe Mubigo. You get Jare Uzino Dadana Male, Namio, Bijia, and Gunaga. Payo, Pido, Pian, Laro, Pony Udila, Mondaga, Piovare. A sound is Saujare. A mute the media, a sound is Saujare. A mute is Sauge, a sound, a non share. Arane Uzin and Piovare. The Radayajin Kualoga Pony, the Radayajin Maguala, Kuavare, Dajamulo, the Radayashi Jare Pogori and Inero. Tina sees a Ingoleve Sono, Bishin Pico, Yunan Yabula, Yunan Yare, Asian Mimboa, the Teji Boa, Asaza Yaya Sono, Bishin Pico, Kupian Jare, Yahan Breda, Imadan, Marginio were a demo, Sound and Yabare. Digadolo, Jinyo were a demo, Sound Jare, Yahan Breda, she get a jam. Shubila Paravai Mazari go ye, Bidware, Kajaro, Shubila Paravai, Titi Chaja, Chichi Lille Kali, Pubin, Pire Kajaro Muine Pulo Share, Jokli Te, Muijo Obama, Shuijo Obama, Paramia Joke Obama, Paramia Nijo Boma, Madagre Joke Boma, Hanjo Boma, Yarana Sevane, Siche Tare, Jokine, Takatabido Cholade, Adi Bomama, Imadama, Nuniane, Ni Nandarine, Tomon Tare, Jokeline, Aboga Olapiane, Pirega, Jaro, Adi. Jokaligo Shuitidane, Muitidane, the Kate, Muitidare, Shuitida, Abogani, Bido, Paramia Tida, Boga, Paramia Nitida, Boga, Madagre Tida, Bogani, Handida, Bogani, Bido, Yarana Sevane, Siche Tare, Tida, Yarana Sevane, Siche Tare, Tida, Aboma, Matabido, and Nuniane. Needing a beauty be Nanda in a Tomontare, need the Dane the Catabido, Chola de Bideka, Jara the car, Muipachone, Tabi Tere, Muipacho Boga, Shuipacho Bogani, Bido Paramia Yaranari, Joe, Pacho, Paramia Yaranari, Pachoya, Aboma, Paramiani, Pacho, Aboma, Madagre, Joe, Pacho Boma. Hane Dilotare Pacho, Hane Dilotare Pacho Boma, Yarana Sevane, Siche Tare Pacho, Yarana Sevane, Siche Tare Pacho, Aboma, Nuniane, Nide, Nandarine, Bubian Tare, Pachone the Cacho, Bido, Yarana Lessa, Anine, Shupilwa Paravakaligo, Bubian Lide, Pideka, Jama, mean as they can be. Yarana Sim Bureau, Yensin, Landigo, Miaswabia the King, Joawino Mulare Allah. She out the pa, a Jekala Lavati, Landigo, Yubinyare, lay out the bar at Winema,
ငါပြောပင်ရှင်နေဆိုင်ရေအိုးတွေပြင်ဆင်နန္တာအမွှေးအထုံးအခိုးတွေနဲ့ပြုပြင်ပြီးတကယ်သက်ရှိထင်ရှားမြတ်စွာဘုရားသခင်ကြွဝင်တော်မူလာတဲ့အလားဆင်းပြူယရနာရဲ့အပေါ်မှာထီးပြူကိုပွင့်ထီးပြူတော်ပေါ်မှာခုနကရွှေပေလွာပရပိုက်ကိုထည့်ထားတဲ့ကျုပ်ကလေးကိုပြုပြင်ရှင်မင်းကြီးကိုယ်တိုင်ရိုသေစွာနဲ့နောက်တော်ကနေလိုက်ပြီးတော့တိုင်းပြည်နယ်စပ်အထိမြတ်စွာဘုရားသခင်ကြွဝင်တော်မူတဲ့အလားလိုက်ပြီးတော့ပို့တော်မူတယ်ပရတရားရှိတဲ့ပုဂ္ဂိုလ်ရိုသေတဲ့ပုဂ္ဂိုလ်တယောက်ဆိုတာရိုသေတဲ့အချင်းအရာကိုထင်ရှားပြနိုင်တဲ့စွမ်းအားရှိဖို့မလိုဘူးလားလိုတယ်မိမိကိုယ်တိုင်ဘလောက်ထိရိုသေနေတယ်ဆိုတာမိမိရဲ့ကျင့်ဝတ်ပฏิပတ်ကိုနှမ်းမြော်ပြီးကြည့်လိုက်မယ်ဆိုရင်မိမိရဲ့ရိုသေမှုကိုထင်ရှားမပြနိုင်ဘူးလားပြနိုင်တယ်ရှင်မင်းကြီးတစ်ပါးအနေနဲ့ဘလောက်ထိမိမိရဲ့ရွှေပေလွာပရပိုက်မှာရေးသားထားတဲ့ဘုရားယရဏတရားယရဏသံဃာယရဏအပေါ်မှာယုံကြည်လေးစားပြီးရိုသေမှုတရားတွေထားတယ်ဆိုတာဟာတရားကိုမြင်တဲ့ပုဂ္ဂိုလ်ဟာဘုရားကိုမြင်တယ်ဆိုတဲ့အတိုင်းပဲတကယ်သက်ရှိထင်ရှားမြတ်စွာဘုရားသခင်မဟုတ်တော့လဲပဲတကယ်သက်ရှိထင်ရှားမြတ်စွာဘုရားသခင်အလားသဘောထားပြီးရိုသေနိုင်တဲ့စွမ်းအားတွေမရှိဘူးလားရှိတယ်ဒီလိုနဲ့နယ်စပ်ကိုရောက်တဲ့အခါမှာတော့တိုင်းကြကြီးကြမျိုးစားနယ်စားတွေကိုဆက်လက်မှာထားပြီးတော့တမန်ကိုစေလွတ်တဲ့အမတ်တွေကိုလည်းပဲပက္ကုတာရီအမျိုးအသားအနေနဲ့တက်ကတုံကြီးကိုဝင်တဲ့အခါမှာအခုငါရှင်မင်းပြုပြင်စီမံပြီးတော့ပူဇော်ထားတဲ့မနေ့ပူဇော်မှုနဲ့စီးကြိုရမယ်ဆိုပြီးမှာထားလိုက်တယ်ပက္ကုတာရီအမျိုးကောင်းသားရှင်မင်းလည်းပဲဒီသတင်းစကားကိုကြားလိုက်တာနဲ့နေစွန်မြို့စွန်အထိရောက်အောင်လာခဲ့တယ်စီးကြိုမှုတွေထီပြူတော်ကိုဖွင့်စင်ပြူယရနာနဲ့စီးကြိုလိုက်တယ်လမ်းတွေကိုရှေ့ဥဒ္ဒပအကုန်လုံးတန်းရှင်းပိဋိတာရရှင်မြင်းကြီးမြည်လူပဲအကုန်လုံးချစ်ကြည်ပြူပြီးတော့ပြုတ်လုပ်တယ်ပြီးတဲ့အခါကျတော့အမတ်ကမှားလိုက်တယ်အရှင်မင်းကြီးဒီလက်ဆောင်တော်ယရနာကိုကြည့်တဲ့အခါမှာတော့ညီသူမြမရှိတဲ့ဘုံ9ဆင့်မြင့်တဲ့နတ်ပြတ်တရဲ့အထက်တိတ်ဆိတ်ရာအရတ်မှာအရှင်မင်းကြီးကိုယ်တိုင်ကြည့်ရှုတော်မူပါဆိုပြီးတော့မှားလိုက်တယ်ရှင်မင်းကြီးလည်းပဲဘုံ9ဆင့်မြင့်တဲ့ပြတ်တကိုရောက်တဲ့အခါမှာတော့ဆင်းပြူယရနာဘောကရွှေပေလွာပရပိုက်ကိုကိုယ်တိုင်မဲ့ယူနတ်ပြတ်တာဘောကိုဘယ်သူမှမတက်ရအမိန့်ထုတ်ပြီးတော့နန်းပြတ်တစ်ထက်ကိုတက်တိုင်းတကားတစ်ချက်ကိုအကုန်လုံးပိတ်ပြီးတော့နန်းပြတ်9ထက်ရဲ့အထက်ကိုရောက်သွားခဲ့ပြီဘုံ9ဆင့်မြင့်တဲ့ပြတ်ရဲ့အထက်ကိုရောက်သွားတဲ့အချိန်ကြာမှာလက်ဆောင်ပန္နာကိုတဖြည်းဖြည်းဖြည်းပြီးတော့ကြည့်လိုက်တဲ့အခါအထဲမှာရွှေပေလွာပရပိုက်တော့ပါမယ်ဆိုတာကိုသေချာပေါက်သိလိုက်တယ်ပက္ကုတာရီရှင်မင်းကြီးအနေနဲ့သူ့ရဲ့လောကီဥစ္စာယရနာဖြစ်တဲ့ကဗလာအထည်တွေကိုပေးလိုက်တဲ့အချိန်မှာတော့ဘယ်လိုစိတ်ဓာတ်ရှိလဲလူရှိမှကြွားနိုင်အောင်ဝါနိုင်အောင်ဆိုတဲ့ပုံစံမျိုးနဲ့ဘိုးဘုံအလယ်မှာကြည့်ရမယ်ဆိုပြီးမှားလိုက်လို့လားမှားလိုက်တယ်အခုဘုရားယရနာတရားယရနာသံဃာယရနာနဲ့ကြတဲ့အခါကြတော့တိတ်ဆိတ်မှုငြိမ်သက်မှုသိမ်မွေ့မှုမြင့်မြတ်မှုယင်ထဲကစွမ်းအားတွေဖတ်ပေါ်လာနိုင်အောင်အတွက်တယောက်တည်းတိတ်ဆိတ်ရာအရာမှာကြည့်ရမယ်ဆိုပြီးမှားလိုက်လို့လားမှားလိုက်တယ်လောကသဘာဝနဲ့ဓမ္မသဘာဝရဲ့ဆန့်ကျင်ခြင်းပဲလောကရဲ့အတိုင်းအတာနဲ့ပြောမယ်ဆိုရင်၅ပါးအာယုံကာမဂုဏ်တွေကိုခံစားတဲ့အချိန်ကာလမှာမပျော်ကြဘူးလားပျော်တယ်သို့တော့လောဘနဲ့ပျော်တဲ့အတွက်ကြောင့်မို့လို့ပီတိတော့ဖြစ်တဲ့ပတ္တတိဆိုတဲ့ငြိမ်းအေးမှုကိုမရနိုင်ဘူးဓမ္မသဘာဝအနေနဲ့ကြည့်ရမယ်ဆိုရင်တော့လောဘမပါတဲ့အလောဘနဲ့ပျော်တာပဲပီတိလည်းပါနိုင်တယ်ပတ္တတိတွေလည်းပါသွားနိုင်တယ်ဒါကြောင့်မလို့ပက္ကုတာရိရှင်မင်းကြီးအနေနဲ့ဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံလောကေငါတို့နေကြဤလောက၌ဗုဒ္ဓသဗ္ဗညုတညာဏသခင်သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည်သမုပ္ပန္နောဥဒိတောင်စွန်းတဏိဝန္တို့ပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့ပေပြီဆိုပြီးတော့အစဂါထာလေးဖတ်လိုက်ရတာနဲ့ဗုဒ္ဓဗုဒ္ဓတိကောသောအတိတုံလဘတရောကာကထာဗုဒ္ဓဘာဝဩ
ဖယားဆိုတဲ့အတန်ကိုတော်လဲပဲကကဘာများစွာကြာတော်လဲအလွန်ကြားရခဲ့တယ်ဖယားရဲ့အဖြစ်ဆိုတာအလွန်ထင်ရှားခက်ခဲတဲ့သဘောပဲဖယားယရနာပွင့်ထွန်းပေါ်ပေါက်တော်မူနေပါပြီလားဆိုပြီးတော့ဝမ်းသာလိုက်တာပီတိတွေဖြစ်ပြီးတော့ဘလောက်အထိပီတိစွမ်းအားတွေမြင်မာသွားလဲဆိုရင်စာကိုပင်လျင်ဆက်ပြီးတော့ဖတ်ရှုဆင်ញင်နိုင်တဲ့စွမ်းအားမရှိဘူးဝမ်းသာလုံးလို့စိတ်ကလေးကိုငြိမ်သက်အောင်ခဏပြန်ပြီးကြိုးစားရတယ်ဖယားယရနာလောကမှာပွင့်ထွန်းပေါ်ပေါက်တော်မူနေပြီဆိုတဲ့သတင်းစကားလေးကိုကြားရတာတော့မှဒီလောက်ဝမ်းသာကြမယ်ဆိုရင်မြတ်စွာဘုရားဟောထားတဲ့တရားဒေသနာတွေကိုကိုယ်တိုင်ကျင့်ကြံကြိုးကိုပွားများအားထုတ်ခွင့်ရနေကြတဲ့ပုဂ္ဂိုလ်တွေအင်မတန်ဝမ်းသာကြဖို့မကောင်းဘူးလားကောင်းတယ်မိမိတို့မှာဒီလိုအခွင့်အရေးကြီးတွေကိုရပြီးတော့ကြိုးစားပွားများအားထုတ်နေရပါရဲ့ကနဲ့မပျော်ရွှင်ညှင်းငွေနေကြရတဲ့သဘောတရားဟာရှက်စရာပဲလေအလုံးမကောင်းဘူးလားကောင်းတယ်သူများတွေမှာသတင်းစကားကြားရရုံနဲ့ပင်လျင်ဝမ်းသာလိုက်တဲ့ပီတိတရားတွေထိန်းလို့မရသိမ်းလို့မရကိုယ်ဒီမှာရှုမှတ်ပွားများနေရတယ်တချို့ပုဂ္ဂိုလ်တွေရုပ်ပိုင်းနာမ်ပိုင်းပရိစ္ဆသမုပ္ပါပိုင်းလောက်ရောက်လာပြီပရိစ္ဆသမုပ္ပါပိုင်းဆိုတဲ့သဘောတရားတွေဟာဘယ်လိုလုပ်ထားတဲ့အမှုတွေလဲမိမိလုပ်ထားတဲ့အမှုတွေကိုပဲမိမိပြန်ပြီးတော့ကြည့်ရတာပဲမိမိလုပ်ထားတဲ့အမှုတွေကိုမိမိပြန်ပြီးရှုမှတ်ပွားများနေရတာပင်လျင်တချို့ပုဂ္ဂိုလ်တွေအနေနဲ့ညှင်းငွေကြရတယ်ဆိုရင်တင့်တော်ပါတော့မလားမတင့်တော်ဘူးအခုဘက္ကုသားရီရှင်မင်းကြီးအနေနဲ့နှမ်းမြောင်းပြီးကြည့်လိုက်မယ်ဆိုရင်ဘုရားယရနာဆိုတဲ့သတင်းစကားကိုကြားရလျင်ပင်အလွန်ပီတိသောမနတာစိတ်တွေယိုဖိတ်ပြီးတော့ဖြစ်လာတဲ့မြတ်စွာဘုရားသခင်ရဲ့ဂုဏ်တော်ကျေးဇူးတော်တွေဖတ်လို့မဆုံးအာယုပြုလို့မဝါဖြစ်ရာကနေဒီတရားတော်ရဲ့ဂုဏ်တော်တွေတစ်ခါပြန်ပြီးတော့ဖတ်ရှုလိုက်တဲ့အချိန်မှာလဲဝမ်းသာလိုက်တာဘုရားဂုဏ်တော်ကိုဖတ်တဲ့ကဲ့သို့ပဲတစ်ခါပီတိတွေဖြစ်လာတဲ့အတွက်ကြောင့်မို့လို့မိမိရဲ့စိတ်ကိုငြိမ်သက်အောင်ပြန်ပြီးစောင့်နေရဒီကနေပြီးတော့မှသံဃာဂုဏ်တော်တွေတစ်ဆင့်ပြန်လဲဖတ်ရှုရတဲ့အချိန်ကာလမှာလဲဝမ်းသာလိုက်တာမိမိကိုယ်တိုင်ရှင်ယဟန်ပြုပြီးတော့တောထွက်ခြင်းနဲ့စိတ်ဓာတ်တွေတပွားပွားနဲ့ပေါ်လာတယ်ပါရမီကံရဲ့လှုံ့ဆော်ပေးမှုပဲဒီကနေပြီးတော့တစ်ဆင့်မြတ်စွာဘုရားသခင်ဟောပေါ်ညွှန်ကြားဆိုဆုံးမှာထားတဲ့တရားဒေသနာတော်အတိုင်းပဲဣဒဘိကဝေဘိက္ခုရုက္ကမူလာကတောဝါသုံညကာရာကတောဝါနိတိတတိပန္လင်္ကံအာဘုစိတဝါဥဇုံကာယံပဏိဒါယပရိမုခံတတေဥပါတပိတဝါသောတတောဝါအတ္တတတိတတောဝါပတ္တတတိဒီကံဝါအတ္တတတောဒီကံအတ္တသမိတိပဇာနာတိဒီကံဝါပတ္တတတောဒီကံပတ္တသမိတိပဇာနာတိရတံဝါအတ္တတတောရတံအတ္တသမိတိပဇာနာတိရတံဝါပတ္တတတောရတံပတ္တသမိတိပဇာနာတိသဗ္ဗကာယပဋိတံဝေတိအတ္တသိတ္တမိတိသိက္ခတိသဗ္ဗကာယပဋိတံဝေတိပတ္တသိတ္တမိတိသိက္ခတိပတ္တံဗယံကာယသင်္ခါရံအတ္တသိတ္တမိတိသိက္ခတိပတ္တံဗယံကာယသင်္ခါရံပတ္တသိတ္တမိတိသိက္ခတိအစရှိတယ်မဟာသရိပဌာနသုတ်တံမှာလာရှိတဲ့အာနာပါနကမ္မဋ္ဌာန်းတွေစီပြန်ပုံပွားများအားထုတ်ပုံတွေကိုဆက်လက်ဖတ်ရှုဘုံ90မြင့်နဲ့ပြတ်တာထိုနေ့ထိုအချိန်ကာလကလည်းဥပုပ်နေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဥပုပ်သတင်းတွေစောင့်သုံးပြီးတော့ဥဇုံကာယံပဏိဒါယမိမိရဲ့ထက်ပိုင်းခန္ဓာကိုယ်လေးကိုဖြောင်းဖြောင်းလေးထားလိုက်ပြီးတမလင်ွယ်ကိုတင်းတင်းရင်ရင်ထိုင်လိုက်တဲ့မာနကြည့်ပင်လည်းတုံလုံးသွားစေနိုင်တဲ့စွမ်းအားတွေနဲ့စိတ်ဓာတ်ကိုမြင့်တင်ပြီးတော့သောတတောဝါအတ္တတတိတတောဝါပတ္တတတိဝင်သက်လေထွက်သက်လေဆိုပြီးနာတိနာပြဝါအထက်နှုတ်ကံပြထိမှုထင်ရှားတဲ့နေရာလေးမှာသတိထားပြီးတော့ရှုမှတ်ပွားများတော့တာပဲဝမ်းသာနေတဲ့ပီတိသောမနတာစိတ်တွေယုံကြည်တဲ့တတ္တာတရားတွေကျမ်းမာရေးကလည်းကောင်းနေပရိသန်တွေအားဖြင့်လည်းဉာဏ်ပညာရှင်းပြီးတော့တကယ်ကိုပဲတတ္တိယတ္တိနဲ့ပြည့်စုံတဲ့အမျိုးကောင်းသားတူဖြစ်တဲ့အတွက်မကြခင်အတော်အတွင်းမှာပဲအလင်းနေနမိတ်တွေပေါ်လာမယ်ဆိုတာကတော့ခံမှန်းလို့ရတယ်စိတ်ကငြိမ့်သက်လာတဲ့အခါကျတော့ဒီကံဝါအတ္တတတောဒီကံအတ္တသမိတိပဇာနာတိဒီကံဝါပတ္တတတောဒီကံပတ္တသမိတိပဇာနာတိရတံဝါအတ္တတတောရတံအတ္တသမိတိပဇာနာတိရတံဝါပတ္တတတောရတံပတ္တသမိတိပဇာနာတိယောဂီတွေအနေနဲ့စတင်ပြီးရှုမှတ်ပွားများမယ်အချိန်ကာလမှာတော့
ဒီဝင်လေထွက်လေလေးကိုပဲလင်းစိတ်ငြိမ်အောင်အတော်ကြိုးစားရပါတယ်ဒုနေကဟတာလဟုနောယထာကာမနိပါတိနောဆိုတဲ့အတိုင်းပဲစိတ်ဆိုတဲ့အမျိုးကအလွန်ထိန်းချုပ်ရခက်တယ်အလိုရှိရာအာယုံကိုတွားရောက်တတ်တယ်ဒီစိတ်ကိုထိန်းချုပ်ရတဲ့အလုပ်ဟာအခက်ဆုံးအလုပ်ပဲအခက်ဆုံးအလုပ်တော်လည်းပဲဆရာကောင်းသမားကောင်းညွှန်ကြားတဲ့ဤစနစ်တိုင်းအားထုတ်မယ်ဆိုရင်လွယ်လင့်တကူနဲ့ရရှိနိုင်တဲ့စွမ်းအားတွေရှိတယ်ဒါကြောင့်မို့လို့မိမိရဲ့ဝင်လေထွက်လေလေးအပေါ်မှာ9မိနစ်လောက်စိတ်ငြိမ်ရင်10မိနစ်လောက်ငြိမ်ပါစေ10မိနစ်လောက်စိတ်ငြိမ်ရင်15မိနစ်လောက်ငြိမ်ပါစေဒိဋ္ဌံပြီးတော့ရှုမှတ်ပွားများအားထုတ်ပေးရတယ်တချို့ယောဂီတွေ9မိနစ်10မိနစ်တောင်စိတ်မငြိမ်နိုင်ဘူးဥစဉ်လို့လည်းတွေးဖို့ပါတယ်တချို့ဥပဇင်းလေးတွေသူတို့ကမုဒ္ဒါဝါဒနဲ့မဖြစ်အောင်ဆိုပြီးတရားလျှောက်တပည့်တော်တို့6စက္ကန့်လောက်စိတ်ငြိမ်နေဗျာတပည့်တော်တို့9စက္ကန့်လောက်စိတ်ငြိမ်နေဗျာဆိုပြီးတော့သူတို့တရားလျှောက်ကြရှင်ဘုရား10မိနစ်လောက်ငြိမ်နေလို့လျှောက်နေဘယ်လိုဖြစ်မလဲဟာ10မိနစ်ငြိမ်နေဆိုတာတပည့်တော်သိမထင်ဘူးတဲ့10မိနစ်စိတ်ငြိမ်နေဆိုတဲ့ကိစ္စတခုဟာတော်တော်ခက်တာဆိုပြီးတော့စိတ်ဆိုတာစက္ကန့်နဲ့ခြားပြီးတော့စောင့်ရှောက်နေရတဲ့အခက်အခဲလေးတွေကိုသူတို့တင်ပြဒီလိုယောဂီမျိုးတွေအတွက်တော့ရေတွက်တဲ့ဤကဏ္ဍနည်းကိုအသုံးပြုလို့ရတယ်နာသီနာပြဝအထက်နှုတ်ခမ်းပြထိမှုထင်ရှားတဲ့နေရာလေးမှာတတိထားပြီးဝင်လေထွက်လေကိုတရက်2ရက်လောက်တော့ကြိုးစားပြီးတော့ရှုကြည့်လိုက်ဖို့ပဲတရက်2ရက်လောက်ကြိုးစားပြီးတော့ရှုပါရဲ့ကနေမှာခုနကပြောသလိုစက္ကန့်နဲ့ခြားပြီးတရားလျှောက်ရမယ်ပုံစံမျိုးဖြစ်ပြီးဆိုရင်တော့ဝင်လေထွက်လေနာသီနာပြဝမှာတတိထားပြီးတော့1ဝင်လေထွက်လေ2ဝင်လေထွက်လေ3ဝင်လေထွက်လေ4ဝင်လေထွက်လေ5ဝင်လေထွက်လေ6ဝင်လေထွက်လေ9ဝင်လေထွက်လေ10မိမိတို့အလိုရှိခဲ့မယ်ဆိုရင်9-10အထိရေတွက်သွားမယ်ဆိုရင်လည်းရတယ်10တဲ့တော့မပိုးစင်းနဲ့လက်တွေချိုးခြေတွေချိုးဆိုရင်ပရိစိတ်တာနဲ့ဘာမှမထူးတော့ဘူးဒါကြောင့်မို့လို့မိမိတို့စိတ်ငြိမ်းရင်တော့10တဲ့မပိုးစင်းနဲ့တစ်ကနေရှစ်ကြမှာငါစိတ်ကိုဘယ်မှမထွက်စေရဘူးစိတ်ကိုတင်းတင်းလေးထားကြိုးစားလိုက်မယ်9-10အထိရောက်သွားအမှားမရှိဘူး10တဲ့ပိုရင်တော့မကောင်းဘူးဒီနေရာလေးမှာဥစဉ်တို့ဖောက်ဆရာတော်ဘုရားကြီးလည်းပဲယဟန်မျိုးဘဝ10ဝါရရင်တောထွက်မယ်ဆိုပြီးတောထွက်ကမ္မထမ်းနီးမပါဘဲနဲ့တောထွက်ရင်တော့မသိတော့ဘူးဆိုပြီးတော့မြန်မာနိုင်ငံမှာအကျော်မောယဟန်ဓာတွေအလားထင်ရှားနေတဲ့ဆရာတော်ဘုရားမြတ်ထံမှာတွားရောက်ပြီးတော့တရားဘာဝနာပွားများအားထုတ်တဲ့အခါကဏီဆရာတော်ဘုရားထံမှာအာနာပါနကိုရေတွက်တဲ့နေ့တစ်ကနေရှေ့သည်မဂ္ဂင်8ပါးကိုဥထိတ်ထားတဲ့အနေနဲ့ဆရာသမားကညွှန်ကြားပေးတယ်ဆရာသမားရဲ့ကျေးဇူးဂုဏ်ကိုထောက်ထားသောအားဖြင့်ဆရာတော်ဘုရားလည်းဖောက်တော်ရမှာတစ်ကနေရှေ့သည်ရေတွက်တဲ့စနစ်ကလေးကိုသင်ပေးပါတယ်ကဏီတော်ရကိုသွားပြီးတော့တရားဘာဝနာပွားများအားထုတ်တဲ့အကြောင်းလေးတွေလည်းအလင်းသင်တိုင်းတရားထဲမှာထည့်ပြီးတော့ဟောခဲ့တယ်အခုအချိန်ကာလဓမ္မစရိယဥထိလိုက်တော့လည်းပဲကြွေးကြော်ပြီးဟောထားတဲ့တရားလေးတစ်ခုမျက်စိမမြင်ခြေထောက်မတန်တဲ့အမျိုးသမီးလေးတူကဘာအနှံ့ဖျားဖူးခြင်းထိုင်ရာမထကဘာအနှံ့ဖျားဖူးခြင်းဆိုပြီးတော့သူတို့ကြွေးကြော်ပြီးတော့တရားဟောတယ်ဘယ်စနစ်နဲ့တွားတာလဲဒီဝင်လေထွက်လေရေထွက်တဲ့နည်းကိုသုံးလိုက်တဲ့အခါအလင်းတွေနမိတ်တွေပေါ်လာတော့ဒီအလင်းတွေနမိတ်တွေကိုအသုံးချပြီးတော့သူတို့ဖျားဖူးကြတာပဲအကြောင်းအလျော်စွာဟောတော်ရကနေပြီးတော့တွားရောက်ပြီးစမ်းသပ်ကြည့်ကြတဲ့ကိုတော်လေးတွေလည်းရှိကြသလိုကဏီကနေလာပြီးတော့ဟောတော်ရမှာကမ္မထမ်းဆရာဖြစ်သွားကြတဲ့ပုဂ္ဂိုလ်တွေလည်း2ဦးအထိရှိပါတယ်